မြန်မာတန်ရေဒီယိုကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပါခင်ဗျာစိုက်ပျိုးရေးကိုလုပ်ကိုင်နေတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူသောတာရှင်တွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့သုတပဒေတာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်ဟုတ်ပါတယ်ဒီကနေ့စီစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့မြေစီလွှာကိုနိုက်ထရိုဂျင်တိုးစေတဲ့ဘက်တီးရီးယားနဲ့ဇီဝမြေဩဇာဆိုတဲ့ခေါင်းစဉ်နဲ့အပင်များရှင်သန်ကြီးထွားဖို့အတွက်နိုက်ထရိုဂျင်ဓာတ်ကိုစုစည်းပေးတဲ့ဘက်တီးရီးယားတွေအကြောင်းနဲ့ဇီဝမြေဩဇာအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အပင်များရှင်သန်ကြီးထွားရေးအတွက်နိုက်ထရိုဂျင်ဓာတ်ဟာအရေးပါဆုံးဖြစ်ပြီးအလွန်ရေးကြီးတဲ့အာဟာရဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။လေထုထဲမှာနိုက်ထရိုဂျင်ဓာတ်ငွေ့ဟာ88%ပါဝင်နေပေမဲ့အပင်တွေကတော့စုပ်ယူစားသုံးနိုင်ခြင်းမရှိပါဘူး။တဘာဝပတ်ဝန်းကျင်ဟာနိုက်ထရိုဂျင်ကိုအပင်များစုပ်ယူစားသုံးနိုင်တဲ့အသွင်ကိုပြောင်းပေးဖို့အတွက်ကာဗွန်၊ဟိုက်ဒရိုဂျင်၊အောက်ဆီဂျင်စတဲ့ဒြပ်စင်တစ်မျိုးမျိုးနဲ့ပေါင်းစပ်ပေးရပါတယ်။ကမ္ဘာရေပြင်နဲ့မြေမျက်နှာပြင်တဧကအပေါ်ရှိလေထုထဲမှာနိုက်ထရိုဂျင်2600ကီလိုရှိပါတယ်။ပဲမျိုးရင်းပင်များရဲ့နိုက်ထရိုဂျင်စုစည်းမှုဟာတစ်နှစ်လျင်တန်ချိန်တန်း80ရှိပါတယ်။မြက်ခင်းတဲ့စကြက်များရှိတဲ့တဘာဝပဲပင်များကတန်ချိန်45တန်းစုစည်းပေးပြီးစိုက်ပျိုးသီးနဲ့ပဲမျိုးရင်းပင်များမှာတန်ချိန်35တန်းစုစည်းပေးပါတယ်။ဟုတ်ပါတယ်။နိုက်ထရိုဂျင်ဟာအပင်တွေအတွက်အလွန်အရေးကြီးတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မြေစီလွှာအတွင်းနိုက်ထရိုဂျင်အသွင်အမျိုးမျိုးပြောင်းလဲပုံကိုသိရှိခြင်းအပြင်အပင်တွေအတွက်နိုက်ထရိုဂျင်အဆက်မပြတ်လုံလောက်စွာရရှိရေးကိုဖန်တီးနိုင်ပါတယ်။အပင်တွေဟာနိုက်ထရိုဂျင်ရရှိနိုင်ဖို့ကောင်းမွန်တဲ့အခြေအနေမှာမြေစီလွှာအတွင်းမှာရှိတဲ့အခြေအနေရဲပေါ်မှာမူတည်ပါတယ်။နိုက်ထရိုဂျင်စုစည်းမှုကောင်းမွန်တဲ့အခြေအနေမရှိဘူးဆိုရင်တော့နိုက်ထရိုဂျင်ဆုံးရှုံးမှုပမာဏကစုစည်းမှုပမာဏထက်ပိုပြီးများပြားကြောင်းတွေ့ရှိရတတ်ပါတယ်။ဒီလိုအခြေအနေမှာအပင်တွေဟာနိုက်ထရိုဂျင်ရရှိမှုလျော့နေတဲ့အတွက်သီးနှံထွက်နှုန်းကျဆင်းတာအပင်များကျုံလှီတာယောဂရတာစတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်နိုက်ထရိုဂျင်ရရှိမှုအခြေအနေကိုသိရှိစေဖို့အလွန်အရေးကြီးလာပါတယ်။လေထုထဲကနိုက်ထရိုဂျင်ဓာတ်ငွေ့တွေကိုအပင်များစားသုံးနိုင်တဲ့နိုက်ထရိုဂျင်ဓာတ်ပေါင်းတွေဖြစ်အောင်ပြောင်းလဲစုစည်းပေးတဲ့ဖြစ်စဉ်ကိုနိုက်ထရိုဂျင်စုစည်းခြင်းလို့ခေါ်ပါတယ်။ဒီလိုနိုက်ထရိုဂျင်ဓာတ်ပေါင်းတွေကိုသာအပင်တို့ကရယူသုံးစွဲနိုင်ကြပါတယ်။ဟုတ်ပါတယ်ခင်ဗျာမြေစီလွှာအတွင်းမှာလွတ်လပ်စွာနေထိုင်တဲ့ဘက်တီးရီးယားများကနိုက်ထရိုဂျင်လွတ်တွေကိုစုစည်းပြီးကာဗိုဟိုက်ဒရိတ်နဲ့ပေါင်းစပ်ပေးပါတယ်ဒီလိုပေါင်းစပ်ခြင်းအပြင်အော်ဂဲနစ်နိုက်ထရိုဂျင်တွေဖြစ်ပေါ်လာပါတယ်အဲ့ဒီဘက်တီးရီးယားများတည်ဆုံတဲ့အခါအော်ဂဲနစ်နိုက်ထရိုဂျင်များမြေစီလွှာအတွင်းမှာကျန်ရစ်ခဲ့ပါတယ်ထင်ရှားတဲ့ဘက်တီးရီးယားများကတော့အေဆိုတိုဘက်တာနဲ့ Crossvidium တို့ဖြစ်ပါတယ်အေဆိုတိုဘက်တာဟာလေလိုတဲ့ဘက်တီးရီးယားမျိုးဖြစ်ပြီး Crossvidium ကတော့လေမလိုတဲ့ဘက်တီးရီးယားမျိုးဖြစ်ပါတယ်ဒီဘက်တီးရီးယားနှစ်မျိုးကစုစည်းရရှိတဲ့နိုက်ထရိုဂျင်ပမာဏဟာတစ်နှစ်အတွက်တဧကကို10ပေါင်မှပေါင်90အထိရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်အမိုနီယမ်ဆာလ်ဖိတ်ဓာတ်မြေဩဇာပေါင်100ကျွေးရင်နိုက်ထရိုဂျင်ပေါင်20သာရရှိတဲ့အတွက်ဘက်တီးရီးယားနှစ်မျိုးရဲ့အရေးပါမှုနဲ့အကျိုးကျေးဇူးများကိုထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။မြေစီလွှာကိုထွန်ရက်ပြုပြင်ခြင်းဖြင့်လေဝင်လေထွက်ကောင်းမွန်စေပြီးတော့လေလိုတဲ့ဘက်တီးရီးယားဖြစ်တဲ့ Azotobacter ရဲ့အရေးအတွက်ကိုများပြားလာစေပြီးနိုက်ထရိုဂျင်ရရှိမှုပမာဏကိုတိုးတက်မြင့်မားလာစေနိုင်ပါတယ်။အရေးပါတဲ့အခြားဘက်တီးရီးယားတစ်မျိုးကတော့ပဲမျိုးရင်းဝင်အပင်များဖြစ်တဲ့ပတောက်၊ကုတ်ကို၊ဘောစကိုင်း၊ပဲစင်းကို၊မြေပဲစတဲ့အပင်တို့ရဲ့မြစ်ဖူထဲမှာနေထိုင်တဲ့ Rhizobium ဘက်တီးရီးယားပဲဖြစ်ပါတယ်။အဲ့ဒီဘက်တီးရီးယားများဟာပဲပင်မှာကာဗိုဟိုက်ဒရိတ်ကိုယူပြီးလေထုထဲကနိုက်ထရိုဂျင်လွတ်နဲ့ပေါင်းစီကအော်ဂဲနစ်နိုက်ထရိုဂျင်စုစည်းခြင်းဒါမှမဟုတ်ဇီဝနည်းနဲ့နိုက်ထရိုဂျင်စုစည်းခြင်းကိုဖြစ်စေပါတယ်ခင်ဗျာ။မှန်ပါတယ်။အော်ဂဲနစ်နိုက်ထရိုဂျင်ဟာအပင်တွေရဲ့မြစ်ဖူတွေကစိမ့်ထွက်လာတဲ့အခါမှာအပင်တွေကစုပ်ယူစားသုံးကြပါတယ်။ Rhizobium ဘက်တီးရီးယားတွေကတော့အပင်မှအစာရေစာတို့ကိုယူပြီးတော့ကြီးထွားကြပါတယ်။ဒီလိုအပင်နဲ့ဘက်တီးရီးယားတို့ရဲ့အပြန်အလှန်အကျိုးပြုပြီးရှင်သန်နေထိုင်ကြပြီးတော့နိုက်ထရိုဂျင်များစုစည်းပေးခြင်းကိုသဟဇီဝနိုက်ထရိုဂျင်စုစည်းခြင်းလို့ခေါ်ပါတယ်။အပင်အသုံးပြုနိုင်တဲ့နိုက်ထရိုဂျင်ကိုနိုက်ထရိုဘက်တာ၊နိုက်ထရိုဆိုမိုနက်နဲ့နိုက်ထရိုဆော့ကော့တက်စတဲ့ဘက်တီးရီးယားတွေကြောင့်လည်းရရှိနိုင်ပါတယ်။ရေစီလွှာအတွင်းကိုရောက်ရှိလာတဲ့အပင်နဲ့တရိတ်ဆန်တို့ရဲ့သေကြေပျက်စီးတာတွေကြောင့်ရရှိလာတဲ့အော်ဂဲနစ်ပစ္စည်းတွေတရိတ်ဆန်တွေဆွန့်ပစ်တဲ့အညစ်အကြေးတွေကိုမှုန်နဲ့အခြားဘက်တီးရီးယားတို့ရဲ့တိုက်ဖြတ်မှုတွေကြောင့်နိုက်ထရိုဂျင်ဓာတ်ပေါင်းများပြုတ်ကွဲပြီးအမိုနီးယားအဖြစ်သို့ပြောင်းလဲသွားကြပါတယ်။အဲဒီဖြစ်စဉ်ကိုအမိုနီးယားစုစည်းခြင်းလို့ခေါ်ပါတယ်။အဲ့ဒီအမိုနီးယားဓာတ်ပေါင်းကိုနိုက်ထရိုဘက်တာ၊နိုက်ထရိုမိုနက်နဲ့နိုက်ထရိုဆိုကော့တဲ့ဘက်တီးရီးယားတို့ကအဆင့်ဆင့်ဓာတ်တိုးခြင်းဖြင့်နိုက်ထရိုက်ဒါမှမဟုတ်နိုက်ထရိတ်တို့လည်းပြောင်းလဲပေးကြပါတယ်။အဲ့ဒီဖြစ်စဉ်ကိုနိုက်ထရိတ်စုစည်းပေးခြင်းလို့ခေါ်ပါတယ်။နိုက်ထရိုက်ဟာအပင်များစားသုံးနိုင်တဲ့နိုက်ထရိုဂျင်အသွင်တစ်မျိုးဖြစ်ပါတယ်။လေထဲမှာရှိတဲ့နိုက်ထရိုဂျင်ကိုစုစည်းရမှာဘက်တီးရီးယားတွေသာမကပဲစိမ်းမြရည်ညှိတွေနဲ့ရေမှာပေါက်တဲ့ရေကြောက်ခက်ပင်တစ်မျိုးဖြစ်တဲ့အေဇိုလာပင်တို့ကလည်းနိုက်ထရိုဂျင်ကိုအပင်များအသုံးပြုနိုင်အောင်ပြောင်းလဲစုစည်းပေးနိုင်ပါတယ်။၎င်းတို့ကတော့ဇီဝမြေဩဇာအဖြစ်ပြုလုပ်အသုံးပြုကြပါတယ်။ဟုတ်ပါတယ်ခင်ဗျာဆန်စပါးစိုက်ပျိုးရမှာစိမ်းမြရည်ညှိဇီဝမြေဩဇာကိုတဧကလင်အချောက်၄ချိန်10ပေါင်အသုံးပြုခြင်းအေဇိုလာပင်ကိုတဧကလင်9တန်ကျွေးခြင်းဟာ
တေကလည်းပလဲဓာတ်မြေဩဇာ84ပေါင်ကျွေးခြင်းနဲ့အာနိသင်တူညီကြောင်းတွေ့ရပါတယ်။ဒါကြောင့်ဇီဝမြေဩဇာများအသုံးပြုခြင်းဟာဓာတ်မြေဩဇာများအသုံးပြုခြင်းလောက်အကျိုးကျေးဇူးရရှိနိုင်ပါတယ်။စိုက်ပျိုးပင်များနိုက်ထရိုဂျင်လုံလောက်စွာရရှိစေဖို့အတွက်ဓာတ်မြေဩဇာများနဲ့အတူသဘာဝမြေဩဇာများဖြစ်တဲ့နောက်ချီဝက်ချီအမိုက်ဆွေတရွက်ဆွေးတို့ကိုတွဲဖက်ပြီးတော့သုံးဆွဲတာနိုက်ထရိုဂျင်ကိုထိမ့်ပေးနိုင်တဲ့ပဲပင်များနဲ့နိုက်ထရိုဂျင်ကိုစားသုံးတဲ့အပင်တွေကိုအလှည့်ကျစိုက်ပျိုးခြင်းဆန်စပါးစိုက်ပျိုးရမှာစိမ်းမြရည်ညှိမြေဩဇာအေဇိုလာကြောက်ခတ်မြေဩဇာတို့ကိုသုံးဆွဲခြင်းစတာတွေကနိုက်ထရိုဂျင်ကိုကျွယ်ဝစွာရရှိစေပါတယ်။ဒါကြောင့်တောင်သူဦးကြီးများအနေနဲ့တီးနှံစိုက်ပျိုးထုတ်လုပ်ရမှာဓာတ်မြေဩဇာများကိုသာအဓိကမိခိုအားထားခြင်းမျိုးမဟုတ်ဘဲနဲ့သဘာဝမြေဩဇာတွေနဲ့ဇီဝမြေဩဇာများကိုလည်းသုံးဆွဲသင့်ကြောင်းအကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျာ။တို့ရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ။